မျိုးကြီးပြကြီးကိုပြောလိုက်ရင်ဘာကိုအရင်ဆုံးပြေးမြင်မိကြလိမ့်မယ်ထင်လဲငိုထိမတက်တိုက်ကြီးတွေကားတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့လမ်းမကြီးတွေစိတ်ငြိမ်မှုရဲ့စန့်ကျင်ဘက်ကအရာတွေဒါတွေကိုပြေးမြင်မိကြမလားတကယ်တော့မျိုးပြဆိုတာဖုံနှန်းတွေတန်းငွေနှန်းတွေလူနှန်းတွေမင်္ဂလာနှန်းတွေနဲ့နှိုင်းနေတဲ့နေရာကြီးတစ်ခုပေါ့ကျွန်းနဲ့ထိဝင်ကြည့်ရင်တော့ဒုက္ခအဆုံးတဲပိုက်ထားတဲ့နေရာဆောင်ကလူတွေတယောက်လည်းပင်တယောက်ခဲထားကြတဲ့မွန်ပလေးတွေဘဝတွေရှုပ်ထွေးပွေလီနေတဲ့လမ်းမတွေထက်ကတဘို့လိုလူတွေအမျိုးစုံနဲ့အပူတွေဒါတွေကိုမြင်ရလိမ့်မယ်ဒါမျိုးပြပဲလေစောင်းတော့ပဲအရှမ်းပဲပြောစရာအဆုံးဝင်နဲ့လူကျင်နာကုန်ရတဲ့နေရာတစ်ခုကပြိုင်နေမှာပဲတက်ခွင်းတစ်ခုလူရန်စားချူရဲ့ငရဲဖြစ်နေတာမြို့ပြရဲ့ရင်ကျင်းမှုတွေရဲ့တစ်ခုပဲလူတွေဆိုတာမြို့ပြရဲ့အသက်လို့ပြောရင်လက်ခံကြမလားမြို့ပြတစ်ခုရဲ့လို့ဖြစ်လာရင်လူတိုင်းကသူ့ကဏ္ဍနဲ့သူအကုန်လုံးတွေ့ရှိလာပြီးသားစီးပွားရေးတွေဖြစ်ထုံးနေတော့တစ်ဖက်မှာလည်းရာဇဝတ်မှုတွေပေါက်ဖွားနေမှာအတေးကြပဲလေအဲ့လိုမျိုးအကုန်လုံးအကျဉ်းတွဲပြီးတော့နေမှာမြို့ပြအစမ်းကျဲဆွဲဆောင်မျိုးနယ်စွမ်းရှိတယ်နယူးယောက်တိုကျိုစားရမြို့ရွေကိုမရောက်ဘူးပေါ့ကိုမွေးရဲ့မြေရန်ကုန်ဆိုရဲမြေပုံကလေးဒိုတယ်လဆာလူအဖွဲ့အစည်းငယ်လေးကကိုနေထိုင်ရှင်တန်ရက်တည်မှုရဲ့တခုရီတော့မြို့ပြပဲမြို့ပြဆိုတာလူနေမှုဘဝဆိုတနေရာထဲမှာမြင်တွေ့နိုင်တဲ့တခုရီတော့နေရပြီးတော့မြို့ပြဆိုတာတော့အုပ်ပဲတစ်ဖြတ်တက်တဲ့မြို့ပြမှုဆိုရယ်မြို့ပြသားရဲတွေလမ်းမပေါ်မှာရှိတယ်စားကလေးတွေရှိသလိုကြီးကန်းတွေလည်းရှိတယ်မြို့ပြတော့ဆိုပေမဲ့တချို့အတွက်တော့ညင်ညူမွန်းကျက်စရာကောင်းတဲ့တရိษံအောင်ဖြစ်နေလိမ့်မယ်ဘဝတွေကိုချနေပြီးတဆင့်ချင်းတက်လာခဲ့တယ်တိုင်းမြင့်ကြီးဘဝလူတွေတနေ့လုံးမှတနေ့စာမြေနှင်းရံလန့်ဆိုင်ခံနေစားသမားတွေဈေးတယ်တွေနေမမြင်ရတဲ့တိုက်တွေကြားကခေါင်းပုံဖြတ်ခံနေရမှန်းသိပေမဲ့အင်လာကပုံမှန်ပေးနိုင်မှုအရေးရုန်းကန်နေရတဲ့လကစားဝန်တန်းတွေမိတောက်နေတဲ့အစာအိမ်တွေစားလူရန်စားအစုံတွေမြို့ပြမှာပတ်စံရှိရင်လိုချင်တာအကုန်ရလိမ့်မယ်မြို့ပြပတ်လိုက်တယ်ပတ်စံရှိရတော့ရှိသလောက်မြို့ပြရဲ့ကောင်းတဲ့ဘက်ကိုမြင်တွေ့ခံစားနိုင်ပြီမရှိရတော့ကတော့မရှိရလျောက်ပုံနှံထွက်နေတဲ့မြို့ပြကိုမြင်ရလိမ့်မယ်မြို့ပြငွေကြေးတန်ဖိုးနဲ့လည်းအချိုးကျတယ်စီဝါရေးပြက်ကိန်းနဲ့ငွေချင်းဖွားပွားမှုကလူသက်တယ်တရားရုံးကသာမြို့ပြလူနေမှုစနစ်ကိုတေချာမြင်ချင်တယ်လို့ပြောလာခဲ့ဘတ်စကားပတ်စီကြီးလို့ပြောမိလိမ့်မယ်လူတွေပြီးတော့ရင်ဘတ်စကားတွေကမြို့ပြရဲ့အသက်တွေကြောပဲတမျိုးလုံးကိုစစ်စစ်ပပမြင်နိုင်မှုဆိုတာလေဘတ်စကားစီးရင်နဲ့ပဲဖြစ်နိုင်လိမ့်မယ်အားလေးကြရင်လည်းချက်ထဲမှာ Pink Floyd တခြင်းကြဲဖွင့်ပြီးတွေ့ရကားကိုရောက်ချင်ရရောက်လို့တက်စီရင်နဲ့ရွှေနေတဲ့ဘတ်စကားရဲ့ပြင်းပေါက်တစ်ဖက်ချမ်းကလှုပ်ရှားနေတဲ့မျိုးပြောင်းဘာမှမတွေ့ပဲငေးနေခြင်းနဲ့လို့ချင်းချင်းတက်မိရဲ့တခါလေကြတော့လေမျိုးပြနဲ့ဝေးတစ်ထပ်ဝေးအောင်ပြေးထွက်သွားခြင်းမိရဲ့ဒါပေမဲ့ဘလောက်ပဲဝေးအောင်ပြေးချိန်တိုင်းမျိုးပြရဲ့စုံညံတန်တွေနဲ့လေရူးညဉ့်ညံ့မှုတွေပြန်လွှမ်းဆွလာတာရှိပဲလေဒါကြောင့်လည်းမျိုးပြညှို့နိုင်စွမ်းရှိရဲလို့ပြောတာပေါ့ဝါချင်းစစ်နေရောမျိုးမရှိရင်မျိုးပြဘယ်ပြေဆုံးမလဲလူတွေပြီးရင်ဘတ်စကားတွေကမျိုးပြရဲ့အသက်သွေးကြောဆိုနေရမီတွေကမျိုးပြရဲ့အာယုံခံစားမှုပဲနေရမီတွေကိုတိတ်ချစ်တယ်ချမ်းစိမ့်စိမ့်ညလေညနေမှာနေရမီတွေကြားမျိုးပြတိတ်ကိုပြည့်စုံလို့နဲ့နေရမီတွေအောက်မှာဘဝတွေရှိတယ်အဲ့လိုပဲနေရမီတွေမှာလည်းအတိတ်တွေရှိတယ်တတိုင်ရောက်ကပန်းတယ်လေးတွေရှိတယ်လို့မောင်ရိတ်ခွင်ဘဝပြက်နေကြတဲ့
ငူးရစီရဲ့တားကောင်တွေလည်းရှိသိမ့်မယ်အရင်တော့ဂုံတရာအောင်မှာဘာလို့မီးပြပြရဲထွန်ထားလဲသိကြလားညဆိုဂုံအောင်မှာနံပါတ်4လာထိုးထည့်ကြလို့သွေးကြောရှာမတွေ့အောင်လို့ရလေဒါမျိုးပြပဲအရင်မီရဲ့လူသားဆန်မှုကောင်းလေးတွေတည်းတခုလို့ပြောလို့ရလိမ့်မလားမျိုးပြတစ်ခုတိုးတက်ဖို့ကနိုင်ငံအခြေအနေပေါ်တိုက်ရိုက်သက်ရောက်မှုရှိတယ်ပျက်စီးရွေးနေတဲ့ခေတ်စနစ်ကြောင့်သာရန်ကုန်ကအရင်ဆန်နေရတာပျက်စီးနေရသူတွေမဟုတ်ခေတ်စနစ်ရန်ကုန်ကရင်တိုင်းရန်ကုန်မှာပဲဆရာအောင်ခင်မြင့်ကြပြရရလို့ဆိုရန်ကုန်ကသူ့ဟာသူဘယ်လိုရှင်တန်ရမလဲအရန်နဲ့တယ်ရန်ကုန်ကကိုရိုဒီခွေရပဲမျိုးပြဆူပူရယ်ဟောင်းပွားရယ်မလဲရင်လှည့်ရခင်ရမယ်ရန်ကုန်မှာဘုံကြီးကျောင်းတွေပေါ်တယ်လို့တရောင်းစားတွေလည်းပေါ်တယ်ဂုံကျော်တရားတွေတိုးလာတော့ဂုံတရားပေါ်စီစီထားခဲ့ပိုင်ရှင်မဲ့ပစ္စည်းတွေလည်းတိုးလာတယ်တိုက်တာအစာအုပ်တွေမြင့်တက်လာတော့စာရီတာတွေနေပါသွားတယ်မျိုးပြမိုက်တွေပုံများလာတယ်ရန်ကုန်မြို့ရဲ့အမြင့်ဆုံးနေရာကနေအောက်ကိုငုံကြည့်လိုက်တဲ့အခါရှင်တန်မို့လက်လျှော့လိုက်သူတွေလက်ပြနှုတ်ဆက်သွားကြသူတွေတွေ့ရလိမ့်မယ်စကမ်တက်ခိုင်ပြောဦးတယ်လို့ပဲမျိုးပြမိုက်ဆိုတာဖယ်ရှားလို့လည်းမရအောင်ဖျက်ဆီးလို့လည်းမရအောင်မျိုးပြဆိုတာလူတွေပုံနေတဲ့မိသားစုတွေလူတွေလုံနေတဲ့မိသားစုတွေမနှက်စာကိုတဝတလင်စားရတဲ့လူတွေထမင်းနဲ့မမှန်တဲ့လူတွေအစင်တန်းအလှပေါင်းစုံခွဲပြီးတော့နေကြတဲ့အတိုင်းမျိုးကြီးတစ်ခုပဲဒါပေမဲ့မျိုးပြမော်ဆန်နေမျိုးပြဖြူအောင်ပိတ်ကားဆိုရင်လူတွေကအဲ့ဒီပိတ်ကားပေါ်ဆေးရောင်ဆုံးနေပဲဆေးရောင်တွေဆုံးလာတဲ့အခါတမိုင်းတွေဖြစ်လာတယ်ပိတ်ကားတွေအများကြီးတွေကမှဘယ်တစ်ခုမှဆေးချင်မလဲဆိုတော့ဆေးဆက်တွေရပဲဆုံးဖြတ်တယ်ရန်ကုန်သားတွေရန်ကုန်ကိုချစ်ပါတယ်ဒါဆိုမဆုံးပြနိုင်တဲ့အမေကျော်ရဲ့အချင်းမျိုးနဲ့ချစ်တာဘသူကကိုနေထိုင်ကြည်ပြင်းလာခဲ့တဲ့အရာအမြင့်ကလေးကိုမချစ်ပဲနေမလဲမျိုးပြကလေးတယောက်နဲ့တူတယ်လမ်းပြမှုကောင်းမရှိရင်ပျက်စီးသွားနိုင်တဲ့ကလေးငယ်တယောက်မျိုးပြဆိုတာနေထိုင်သူတွေရဲ့အိမ်ဖြစ်တယ်လို့လူတွေဆိုတာလည်းမျိုးပြရဲ့အိမ်ပဲဒီတော့မျိုးပြဆိုတာအတိုင်းမျိုးဆိုတာထပ်ပို့ပဲမျိုးပြလူတွေရဲ့အသွေးသားတွေမှာစီးဆင်းနေဗီဇာတစ်ခုပဲ